အခုလက်ရှိမြင်တွေ့နေရတဲ့တောင်ဟာဆိုလို့ရှိရင်တရုတ်နိုင်ငံဟီနန်ပြည်နယ်လွိုင်ယန်မြို့အနီးမှာရှိတဲ့နာမည်ကြီးတဲ့တောင်တန်းတစ်ခုဖြစ်ပါတယ်တရုတ်လိုတော့လွိုင်ဂျန်မောင်တိန်လို့ခေါ်ပါတယ်လွိုင်ဂျန်ဆိုတာတာအိုဘာသာရဲ့နာမည်ကြီးပညာရှင်လာအိုဇိုင်ကိုရည်ညွှန်းလာပါဒီတောင်ဟာတာအိုဘာသာအတွက်အရေးကြီးတဲ့ဖျားဘူးနေရာတစ်ခုဖြစ်ပြီးတဘာဝရှုခင်းတောင်တန်းမူတိန်ရွှေအောင်ဖျားเจ้าတွေကြောင့်ကဘာလက်ခရီးသွားတွေအများကြီးရောက်လာကြပါတယ်ပင်လယ်ရေမျက်နှာပြင်ထက်2200မီတာကျော်ရှိပြီးစောင်းရာသီမှာနှင်းဖုံးနေတဲ့တောင်အဖြစ်တွေ့ရပါတယ်။နွေရာသီမှာတော့မိုးတိမ်တွေအလယ်မှာလမ်းလျှောက်ရတယ်လို့ခန်းစားရပါတယ်။တိမ်ပင်လယ်ကြီးကိုတွေ့ရမှာပေါ့နော်။ညဘက်ဆိုရင်တော့ရွှေရောင်မီးအလင်းတွေနဲ့တောင်ထိပ်ဖျားเจ้าတွေတောက်ပနေပြီးHeaven Place နတ်ပြည်ရောက်သွားတဲ့လူမျိုးကိုခံစားရမှာဖြစ်ပါတယ်။ဒီတောင်ပေါ်မှာရှိတဲ့ဘုရားကျောင်းကိုဘယ်အချိန်ကဆောက်တယ်လဲဆိုလို့ရှိရင်တော့အတိအကျမသိပါဘူး။ဒါပေမဲ့ခမန်းကြီးကတော့ AD 25နဲ့220ခရဲကဒီတောင်ပေါ်မှာတာအိုဘာသာဝင်နေရှိတယ်လို့သိရပါတယ်။လာအိုစီကဒီတောင်မှာတရားကျင့်ကြလို့လူယုံကြည်ကြပါတယ်။တောင် Dynasty ခေတ် AD 618ကနေပြီးတော့900ခုနှစ်မှာတာအိုဘုရားကျောင်းတွေပုံမူပြီးဆောက်လာတာကိုတွေ့ရတယ်။အဲ့ဒီအချိန်မှာအဲ့ဒီဘုရားကျောင်းကရှင်းနေပြီးသားဖြစ်တယ်။အခုလိုတော့အရန်ကြီးလှပနေတာမဟုတ်ပါဘူး။အဲ့ဒီအချိန်မှာရွှေရောင်အဆောက်အဦအများစုတော့ဆောက်တယ်။အဲ့ဒါကိုထပ်မံပြုပြင်လိုက်တာဖြစ်ပါတယ်။တာအိုဘာသာဆိုတာကတရုတ်နိုင်ငံမှာပေါ်ပေါက်လာတဲ့ရှေးဟောင်းဘာသာတရားအတွေးခေါ်စနစ်တစ်ခုဖြစ်ပါတယ်။တာအိုဘာသာမှာလူတွေကိုတဘာဝကိုမဆန့်ကျင်ဖို့စိတ်ငြိမ်ငြိမ်နေဖို့လောဘဒေါသလျှော့ချဖို့ဘဝကိုရိုးရှင်းစွာဖြတ်တန်းဖို့ကိုသင်ကြားပါတယ်။တာအိုဘာသာရဲ့နာမည်ကြီးတဲ့ Titan Chin ဖြစ်ပြီးလောက်စီကရေးသားခဲ့တယ်လို့ယုံကြည်ကြပါတယ်။အဲ့ဒီမှာတရားထိုင်တဲ့လူရဲ့နာမည်ပေါ့နော်လောက်စီဆိုတာကဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့တဲလေးတွေပေး comment လေးတွေရေး share လေးလုပ်ပေးကြပါလို့အားလုံးကိုကျေးဇူးတင်ပါတယ် see you later alligator